င်္ဂါပေါင်းနဲ့ပြေဆုံးတဲ့ညာချမ်းလေးဖြစ်ပါစေအခုကျွန်တော်ရောက်နေတဲ့နေရာလေးကတော့10 မိုင်မှာရှိတဲ့8 မိုင်ဆိုဟိုမှာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့နေရာလေးကတော့ဒါ8 မိုင်ဆိုဟိုရဲ့ Sale Gallery အရှိကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ဘာကြောင့်ရောက်နေလဲဆိုတော့အခုကျွန်တော်ဒီကနေ့ Modern Paris Night Market ဆိုရဲကျွန်တော်ရဲ့ဒါ8 မိုင်ဆိုဟိုကနေကျင်းပပြုလုပ်ပြီး Night Market ကြီးကိုရောက်နေတာဖြစ်ပါတယ်အထဲမှာဘာတွေရှိလဲဘယ်လိုဆိုင်ငန်းနေနဲ့ကျွန်တော်ဒီ Night Market ကြီးကိုဖွင့်လှစ်ထားလဲဆိုတော့ကျွန်တော်အတူကြည့်လိုက်ရအောင်Okay, come on. အခုမြင်တွေ့နေရတာတော့ကျွန်တော်ဒါ8 မိုင်ဆိုဟိုရဲ့ဒါ Sale Gallery အယောင်ပြခိုင်းရဖြစ်ပါတယ်ကျွန်တော်ဒီ8 မိုင်ဆိုဟိုစိတ်ဝင်စားလို့လေးလာချင်တာပဲဖြစ်ဖြစ်ဝယ်ယူအားပေးချင်လို့ပဲဖြစ်ဖြစ်စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ဒီ Gallery မှာလာရောက်ပြီးတော့လေးလာစုံစမ်းလေးမြင်အားပေးလို့ရပါတယ်ဗျာကဲဒီကနေ့ရဲ့ကျွန်တော် Night Market ကြီးမှာတော့ဘယ်လိုမျိုးဆိုင်တွေကလာရောက်ဖွင့်လှစ်ထားလဲဆိုတာအတူတူကြည့်လိုက်ရအောင် Okay ဒီဘက်အရှိမကျွန်တော်ဆိုင်လေးတွေစပြီးတွေ့ပါပြီပထမဦးဆုံးတွေ့တဲ့ဆိုင်လေးကဒါပါဆိုင်လေးလေဩဝတ်သားတုတ်ထိုးတွေပါရတယ်ဗျာဒါမင်းလန်းဝတ်သားတုတ်ထိုးဆိုင်ပဲဖြစ်ပါတယ်တကယ်ကိုဒါအမျိုးစားစုံနေလာတဲ့ဝတ်သားတုတ်ထိုးကြိုက်တဲ့သူတွေတော့တကယ်ကို share ပဲဗျာအဲ့မှာတစ်ချက်လေးကြည့်လိုက်ပါဒီနေ့ကတော့နောက်ဆုံးရက်လေးတော့ဖြစ်သွားပါတယ်ကျွန်တော်တို့ဒါ2ရက်တိုင်ကျင်းပပြုလုပ်ပြီးတယ်ကျွန်တော်ရဲ့ဒါ Modern Paris Night Market ကြီးဒုတိယမြောက်နေလေးဖြစ်ပါတယ်ဒါအချိုပွဲတဲခြင်းတဲ့သူတွေအတွက်ကတော့ဒီမှာဆိုရွှေရင်အေးလေးတွေကိုကျွန်တော်တို့ဒီမှာ ready ဘူးလေးတွေနဲ့အစင်းသင့်ပြုလုပ်ပေးထားပါတယ်ကြိုက်နှစ်သက်ရာဒါရွေးချယ်ဝယ်ယူအားပေးလို့ရပါတယ်ဗျာဒီဘက်မှာဆိုရင်တော့ကြက်သားတုပ်ဒါကြတော့ဒါနှစ်ပေါင်း60တိုင်ကြော်ကြားခဲ့တဲ့မူလလဟောင်းကာစင်ပိုင်ရဲ့ကြက်သားတုပ်ဆိုင်ပဲဖြစ်ပါတယ်ကြက်သားတုပ်ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ဒါပဇွန်အောင်ဆိုင်ခွဲကနေလာရောက်ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်ဗျာကဲဒီဘက်မှာတော့ကျွန်တော်အကင်ဆိုင်နာမည်လေးကစားကြည့်လဲတဲ့ဟာဒါအကင်ဆိုင်ပဲဖြစ်ပါတယ်အမျိုးအစားစုံနေတဲ့ကျွန်တော်အကင်တွေများစွာကိုတနေရာထဲမှာပဲဒါဝယ်ယူစားအားပေးလို့ရပါတယ်ဗျာကဲအကင်ကြိုက်တဲ့သူစိတ်တိုင်းကြလာရောက်ပြီးတော့အခုလိုမျိုးရွေးချယ်ဝယ်ယူအားပေးလို့ရပါတယ်ကဲနောက်ထပ်နေရာလေးတနေရာတော့ကျွန်တော်တို့ဆိုင်ပြန်နေနောက်ထပ်တနေရာလေးကတော့ကျွန်တော်အခုဆိုရင်ဒါ game season လေးဆော့လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တနက်ပြစ်တဲ့ game ရှိမယ်ပြီးဒီဘက်မှာမြားပြစ်တဲ့ game ရှိမယ် Okay တနက်ပြစ်ချင်တဲ့သူတွေအတွက်ဆိုရင်လည်းဒီမှာဆိုလုံးဝအမိုက်စားဒါကတော့ကျွန်တော်ချက်ပေးပြီးပြရမယ့်နေရာလေးပေါ့နော် Okay အခုလိုမျိုးပြစ်လို့လည်းရပါတယ်ဒီဘက်မှာဆိုရင်လည်းမြားတွေရှိတယ်ဒီမှာဆိုနိုင်တဲ့သူတွေအတွက်ဒါအယုတ်လက်ဆောင်ပေးတာတဲ့Okay ဗျာဒါကတော့ပျော်ပပနဲ့ကျွန်တော်ဆော့ကျင်တဲ့သူတွေအတွက်ကိုလည်းကျွန်တော်ဒါတီးသက်လောက်ထားပေးတဲ့နေရာ2နေရာဒါထူးထူးခြားခြားရှိတဲ့နေရာလေးနော်ဟိုဆော့ကျင်တဲ့သူတွေအတွက်ကတကယ်အမိုက်စားနေရာလေးပဲဖြစ်ပါတယ်သူ့ရဲ့ဆိုင်နာမည်က The Grip ဖြစ်ပါတယ်ဗျာဒါကတော့လက်ဆောင်တွေပါပေးသွားမှာဖြစ်ပါတယ်ကဲနောက်ထပ်တနေရာလေးသွားရတကယ်နာမည်ကြီးဆိုင်တစ်ဆိုင်လေးပဲဖြစ်ပါတယ်ဗျာဒီဆိုင်ကတော့ကျွန်တော်ကိုညီဆိုတဲ့ဆိုင်ဖြစ်ပါတယ်ကိုညီရဲ့ဒါစိတ်ပဲနံပြားနံပြားထောပတ်အုတ်တုပ်ပြီးပဲနံပြားနှစ်ချက်လိပ်ဆိုပြီးဒါအားလုံးသိပြီးသားမှာအထူးမိတ်ဆက်ပေးစရာတော့မလိုပါဘူးကိုညီရဲ့ဒါတကယ်ကိုစိတ်ပဲနံပြားတွေကိုမှစားသုံးနေတဲ့သူတွေအတွက်ကိုလည်းကျွန်တော်အနီးကပ်လေးတေချာလေးရိုက်ပြပါအောင်မယ်ဒီမှာအားပေးသူကိုကြီးကတော့အားပေးနေပြီနော်အပြီးပြည့်ဟုတ်ပြီဗျာနံပြားကြိုက်တဲ့သူတွေအတွက်ကတော့လုံးဝအစုံပဲကြိုက်တဲ့တက်ရရွေးချယ်ဝယ်ယူအားပေးလို့ရပါတယ်ဗျာဒါတော့ဝင်ချင်းကျွန်တော်တို့ဒါ8 မိုင်ဆိုဟိုရဲ့ Sale Gallery အရှိတဲမှာဖွင့်လှစ်ထားတဲ့ဆိုင်ငန်းတွေနဲ့ကျွန်တော်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုကျွန်တော်တို့ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကတော့ဒီနေရာလေးမှာ registration counter လေးရှိပါတယ် register လာလုပ်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် Modern Paris အရှိနားမှာရှိတဲ့ Carnival counter လေးမှာဒိုးကစ်တွေကိုသွားပြီးတော့လက်ဆောင်တွေနဲ့ထုတ်ယူရမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အထင်းမှာအစင်ချင်းစီလက်လျှောက်သွားလိုက်ရအောင်အခုမြင်တွေ့နေရတာတော့ကျွန်တော်တို့ဒါ8 မိုင်ဆိုဟိုရဲ့ဒါတကယ်ကို logo လေးနဲ့ဒါအမှဆိုရင်ဒီကျွန်တော်ရဲ့ဒီ8 မိုင်ဆိုဟိုဝင်းထဲမှာဘာရှိမလဲ New York ရှိမယ် Tokyo ရှိမယ် Milano ရှိမယ် Modern Paris ရှိမယ်ပြီး London San Francisco Los Angeles Hawaii အစရှိနေပြီပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဒါရေးပေးထားပါတယ်အားလုံးပဲစိတ်ဝင်စားတဲ့သူတွေလည်းကျွန်တော်ပြီးစီးသွားတဲ့အခန်းတွေလည်းရှိတယ်ပြီးစောင်းလက်ဆက်เนาะပြီးစီးခါနီးအခန်းတွေလည်းအများကြီးရှိပါတယ်ဗျာစိတ်ဝင်စားတဲ့သူတွေလာရောက်ပြီးတော့လေးလာကြည့်ရှုအားပေးလို့ရပါတယ်ဗျာကဲဒီရှောင်းလန်းတစ်ရှောင်းမှာဘာဆိုင်တွေရှိလဲဆိုတော့အတူတူသွားပြီးတော့ဆက်စုလိုက်ရအောင်ဝါပထမဦးဆုံးတွေ့ချင်းဆိုင်လေးရတော့
ဒါအခုခေတ်မှာဆို blind box ဆိုတဲ့လူတွေအားလုံးအတွက်တကယ်ကိုအမျိုးအစားစုံနေလာတဲ့ blind box တွေကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဈေးနှုန်းလေးအနေနဲ့ဆိုလဲဒါ19000နဲ့ပြီး2000အော်1000ခွဲတန်လေးလည်းရှိရဗျာအဲ့ရလေးစပြီးတော့ဒါသူ့ရဲ့ဈေးနှုန်းအလိုက်ပေါ့နော်ကြီးတယ်လို့ပြီးနာမည်ကြီးတယ်လို့ဒါဈေးနှုန်းလေးကနည်းနည်းလေးတော့ကွဲပြားပါတယ်ပြီးဒီလိုမျိုး key chain လေးတွေလည်းတွေ့ပါတယ်ဗျာဒီဆိုင်လေးကတော့ B blind box ပဲဖြစ်ပါတယ်အယုတ်ကြိုက်နေတဲ့သူတွေအတွက်ကတကယ်ကိုရှင်းခုံစရာပါဗျာကဲလက်မှုပညာကြိုက်တဲ့နေရာလေးကတော့ကျွန်တော်ဒါမြန်မာ Center ဒီမှာဆိုရင်ဒါplain အင်ကြီးလေးတွေပေါ်မှာအခုလိုမျိုးပကြီးကားလေးတွေမတ်ငယ်တဲ့ပြီးဒီမှာချစ်တယ်တဲ့ဒီမှာပြစ်တိုင်းထောင်ရုပ်လေးအဲ့လိုမျိုးပကြီး handmade ကလေးတွေလည်းဆွဲလို့ရမှာဖြစ်ပါတယ်ဗျာမြန်မာစစ်စစ်ကျွန်တော်ရဲ့အိမ်မိုင်ဆိုကို night market view တွေအိမ်မိုင်ဆိုကိုရန်ကုန်ရဲ့latest သင်္ကေတတွေဒီကံပိတာအသင့်ပေါ့နော်အမငယ်ဖြစ်တဲ့အစုံပါပဲခင်ဗျဟုတ်တကယ်ကိုအမျိုးအစားစုံနေလာတဲ့ဒီဇိုင်းလေးတွေလည်းဒါကိုချိုင်းနဲ့တက်ရအောင်ရွေးချယ်ဝယ်အားပေးလို့ရပါတယ်တကယ်ကိုခြီသားဖြူဖြူလေးနော်ဒီမှာဆိုဒါပြည်တွင်းဖြစ်ထုတ်ကုန်လေးတွေပေါ်မှာပကြီးစရာတွေကိုယ်တိုင်နေပြီးတော့တေချာလေးဆွဲပေးထားတာဖြစ်ပါတယ်ဒီလိုကာလာလေးတွေလိုချင်နေဆိုလည်းရပါတယ်ကျွန်တော်ဒီမှာဆိုအယောင်စုံတဲ့ကာလာဒီဇိုင်းလေးလည်းရရှိမှာဖြစ်ပါတယ်ကဲခြီသားချိုင်းနေတဲ့သူတွေပကြီးဒီဇိုင်းလေးတွေချိုင်းနေတဲ့သူတွေကလာရောက်ပြီးတော့လေးလာကြည့်ရှုဝယ်အားပေးလို့ရပါတယ်ကဲဒီဘက်မှာတော့မင်းသမီးအဆိုတော်ရဲ့ဆိုင်ကိုထပ်ပြီးတော့ရောက်လာပါပြီဒီနေ့ဒုတိယနေ့လေးပါကဲဝေလာကြီးကြည့်နေကြတဲ့ပရိသတ်တွေကိုနှုတ်ဆက်ပေးပါအောင်โอเคပါပရိသတ်အားလုံးပဲမင်္ဂလာပါဝေလာကြီးပါကဲဝေလာကြီးရဲ့ဆိုင်လေးမှာဘာတွေရလဲထပ်ပြီးတော့မိတ်ဆက်ပေးလိုက်ပါဦးဒီနေ့မသိတဲ့သူတွေတော့ပေါ့နော်โอเคပါဝေလာရဲ့ဆိုင်လေးမှာမူရိုးရထမိန်မျိုးစုံပြီးရင်မွန်ပစိုးတွေနောက်ချိတ်တွေပေါ့နော်ဈေးနှုန်းတက်လေးနဲ့ရပါတယ်တစ်ထည်မှ15000ပဲရှိပါရှင့်ဝါဈေးနှုန်းတက်နဲ့တကယ်ကိုနော်မင်းသမီးရောင်းလို့ဈေးကြီးတာမဟုတ်ဘူးနော်လုံးဝတက်နဲ့လူတိုင်းဝစ်စင်တိုင်းနဲ့ဈေးနှုန်းလေးတွေလည်းရရှိမှာဖြစ်ပါတယ်ကဲဝေလာတစ်ချက်လေးနဲ့ကင်မရာလေးနဲ့ပြပေးပါဦးဗျဒီလိုမွန်ထမိန်လေးတွေက15000ပါ15000ပေါ့နော်ဒါလည်း15000ဒီလိုမျိုးထမိန်လေးတွေကမွန်ထမိန်လေးတွေက15000ပါကိုလည်းဒီအရင်ကောင်းနေပေါ့နော်ကိုလည်းဒီလည်းအရင်ကောင်းနေဒါဒီလိုမျိုးက15000ဒါမွန်ပစိုးလေးဆိုလို့ရှိရင်1000နဲ့မှ4000ပဲရှိပါတယ်ဘယ်လောက်မှဈေးအကြီးဆုံးက1000ခွဲပါ1000ဝယ်1000ပါ1000လေးတော့ဒီထမိန်လေးဆို1000ပဲရှိပါတယ်ဒါတွေကတော့တော့အမရပူရာနေမှာလည်းထုတ်ထားတဲ့ချိန်လေးပေါ့နော်1000ရှိပါတယ်ရှင့်ဈေးနေဆုံးက1000ဈေးမြင့်ဆုံးက15000ပါဟုတ်ကဲ့အဲ့လိုမျိုးလေးရှိပါတယ်အားပေးချင်တဲ့သူတွေအတွက်ဆိုတဲ့ဒီနေရာလေးမှာလာရောက်ပြီးဝယ်အားပေးလို့ရပါတယ်။ online အနေနဲ့ဝယ်အားပေးလို့ရဟုတ်တယ်ဟုတ်။ရပါတယ် online အနေနဲ့ဝယ်လို့ရပါတယ်။ညကြလည်းဒီမှာတစ်သေးဆိုမှာဆိုတော့အခုလာနှိပါသေးရဲ့လို့။ကဲလာလိုက်တော့နော်။ Okay ကဲနောက်ထပ်တစ်ဆိုင်ကျွန်တော်တို့သွားကြည့်လိုက်အောင်။အခုဆိုရင်ကျွန်တော်တို့ဒါရှောက်လန်းတစ်လျှောက်မှာကျွန်တော်တွေ့ခဲ့တဲ့ဆိုင်လေးတွေကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုကျွန်တော်နောက်ထပ်သွားမဲ့နေရာလေးကကျတော့ New York Tower ဆိုတဲ့ဒီ Tower ကြီးပဲဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်အခုဒီ New York Tower အရှိမဖွင့်ထားတဲ့ဆိုင်ကန်းလေးတွေကိုကျွန်တော်တွားရောက်ပြီးတော့လေ့လာကြည့်ရှုမှာဖြစ်ပါတယ်ဒီရှောင်းလန်းတစ်လျှောက်မှာအရင်ဦးဆုံးမြင်ရတဲ့ဆိုင်ကတော့စိန်မင်းသမီးဆိုတဲ့ Diamond Gems and Jewelry ဆိုင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ night market ကြီးမှာထူးထူးခြားခြားပေါ့နော်စားတောက်ကုန်တွေအဝတ်စားတွေပြီးလက်မှုပညာတွေနဲ့အတူတူစိန်ဆိုင်တစ်ခုတည်းသောစိန်ဆိုင်ကတော့ဒီစိန်မင်းသမီးဆိုတဲ့စိန်ဆိုင်လေးတစ်ဆိုင်ရှိပါတယ်ဗျာဒီထဲမှာဘာတွေရမလဲဆိုတော့ကျွန်တော်အတူတူလေ့လာကြည့်လိုက်ရအောင်Okay စိန်ဆိုင်ဆိုတော့စိန်တွေကတော့ဒါတကယ်ကိုမျိုးစားစုံလင်စွာနဲ့ခင်းချင်းပြသရောင်းချပေးနေတာဖြစ်ပါတယ်စိန်မင်းသမီးရဲ့ဒါတကယ်ကိုလက်ရာစုံတဲ့ဒီဇိုင်းလေးတွေကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဒီနေ့မှာတကယ်လို့များပေါ့နော်ဒါခရစ်စမတ်ရာသီလေးလည်းရောက်နေတယ် New Year အတွက်ကိုဂုဏ်ပြုပေးခြင်းလိုပဲဖြစ်ဖြစ်ကိုလေးစားတန်ဖိုးထားတဲ့မိတ်ဆွေတွေမိဘတွေစသည်ဖြင့်ပေါ့နော်ကျွန်တော်လက်ဆောင်ပေးခြင်းလိုပဲဖြစ်ဝယ်ယူအားပေးခြင်းလေဆိုရင်တော့ကျွန်တော်စိန်မင်းသမီး Diamond Gems and Jewelry မှာလာရောက်ပြီးဝယ်ယူအားပေးလို့ရပါတယ်အထူး promotion တွေလည်းစီစဉ်ထားရဆိုတဲ့အကြောင်းလေးလည်းအားလုံးသတင်းကောင်းလေးပေးချင်ပါတယ်ဗျာကဲဝင်ကျွန်တော် New York Tower ရဲ့ပထမဦးဆုံးတွေ့တဲ့ဆိုင်ငယ်ပဲဖြစ်ပါတယ်နောက်ထပ်တွေ့တာတော့ဝါစီကားနေတယ်ဒီနေရာတော့ဒါအစားတောက်ဆိုင်ပဲဖြစ်မယ်ကျွန်တော်ဒါ
ဒီဆိုင်လေးကကြတော့ခွန်နိုင်ဆိုတဲ့ထိုင်းရိုးရာတာအထောင်းတွေအတုပ်တွေအဆရှိတင်ဖြင့်ကျွန်တော်တို့ဒီမှာဆိုရင်တကယ်ဟိုဒါမြန်မာလူမျိုးတွေကြိုက်နေတတ်တဲ့ချင်းငံဆက်အရသာလေးတွေလည်းကျွန်တော်တို့စုံစုံလင်းလင်းရရှိနိုင်မယ်အချိုပွဲတွေအစားရမှာဖြစ်ပါတယ်ဗျာဒါကတော့ဒါချင်းချင်းဆက်စားပြီးအချိုပွဲလေးတွေပါစားသုံးခြင်းနဲ့ဝယ်ယူအားပေးခြင်းတဲ့သူတွေအတွက်ဒါခွန်နိုင်ထိုင်းအစားတော့ကောင်တာပဲဖြစ်ပါတယ်လာရောက်ပြီးတော့လေးလာကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဗျကဲနောက်ထပ်တစ်ဆိုင်ကတော့ကျွန်တော်တို့ခွန်နိုင်ရဲ့အရှိတဲမှာရှိတာကတော့ My Handmade Thing ဆိုတဲ့နှလုံးသားဖြင့်ချုပ်လုပ်သည်ဆိုတဲ့ဒါကျွန်တော်တို့မြန်မာပြည်တွင်းဒါ handmade ပစ္စည်းတွေကိုဒါအိတ်ကလေးတွေလက်ရလေးနဲ့ထုတ်လုပ်ထားတဲ့ဆိုင်ပဲဖြစ်ပါတယ်ကဲဆိုင်ပိုင်ရှင်မမလေးကို interview လေးမေးလိုက်ရအောင်သူကတော့တေးတန်ရှင်ထိုက်ပဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းရှင်မမကြီးပါကဲမမရဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးပါဦးမမတဲ့ ကွယ်ဒါကတော့ထိုက်ရဲ့ဆိုင်လေးဖြစ်ပါတယ်ထိုက်က handmade တွေကိုအရန်ချစ်တဲ့အတွက်ကြောင့်မလို့ handmade အိတ်ကလေးတွေကိုဖန်တီးထားတာပါရှင်ဒါတွေအကုန်လုံးကမြန်မာပြည်မှာပြုလုပ်တဲ့ handmade အိတ်ကလေးဖြစ်ပါတယ်ရှင် ဒီနေ့ကဒီဇိုင်းတစ်တွေဟုတ်တယ်ဒီနေ့ကဒီဇိုင်းတစ်တွေခင်းတာဟုတ်ဆိုမနေ့ကဒီဇိုင်းတွေအကုန်လုံးကုန်သွားပါပြီရှင်အဲ့တော့ဒီနေ့က handmade လေးတွေပဲကျန်တဲ့အတွက်ကြောင့်မလို့ handmade လေးတွေခင်းထားတာပါဟိုဘက်ကကျတော့မြန်မာချိတ်နဲ့ leather နဲ့ကိုဆက်ပြီးတော့ချုပ်ထားတယ်ဒါ handmade တော့မဟုတ်ဘူးเนาะဒါဆက်နဲ့ချုပ်ထားတာပေါ့เนาะအဲ့တော့မြန်မာဒီကထွက်တဲ့အိတ်ကလေးဆိုတာကြည်ရနဲ့တိတာပေါ့နော်အဲ့လိုပုံစံလေးလောက်ထားပါတယ်ဈေးနှုန်းနေနေကြအနည်းဆုံးကဘယ်လောက်ကနေစပြီအနည်းဆုံးက3000ခွဲကနေစပါတယ်ဒီအိတ်လေးတွေဆိုတာ9000ခွဲပါရှင်လေတာနဲ့ဆက်ပြီးတော့ချုပ်ထားတာပါပြီးတော့ဇစ်တွေဇစ်ကောင်းတွေရဲ့ quality ကအစတေချာလောက်ထားပါတယ်ဇစ်ကောင်းတွေဆိုရင်ထိုက်ရဲ့ logo နဲ့တေချာလောက်ထားတဲ့ဒီဇိုင်းဆွဲထားတဲ့ဇစ်ကောင်းလေးတွေဖြစ်ပါတယ် My Handmade Thing ကဟိုပါပေါ့နာမည်လေးနဲ့ logo လေးတွေထိုးထားတယ်တွေ့ဘူးတယ်အဲ့ဒါလေးရှင်းပြပေးဦးဟုတ်အဲ့တစ်ခုချင်းစီမှာကိုယ့်ရဲ့နာမည်လေးတွေကိုထွင်းပြီးတော့ထိုးလို့ရပါတယ်ရှင်အဲ့ဒါတော့တစ်ပတ်လောက်စောင့်ရတာပေါ့နော်အရင်ကတော့2ရက်3ရက်ဆိုရတယ်အခုက order တွေအရှိမအရင်များတဲ့တော့မလို့တစ်ပတ်လောက်စောင့်ရင်ကိုယ့်နာမည်လေးလည်းထွင်းပြီးတော့မှာလို့ရပါတယ်ရှင်ဒါဆိုရင် online ကနေမှာခြင်းတဲ့သူတွေအတွက်ကော online ကမှာခြင်းလဲဆိုရင် My Handmade Things Burma ဆိုပြီးတော့ TikTok မှာလည်းရှိတယ် Facebook page မှာလည်းရှိပါတယ်ရှင်အဲ့ဆိုရင်ကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒါပြည်တွင်းပြထုတ်ကုန်မှာအားပေးခြင်းနဲ့တကယ်ကိုပြီး traditional လက်ရာလေးတွေနဲ့အိတ်လက်လလေးတွေကိုတကယ်ကိုဒါကိုယ့်ရဲ့ပြည်တွင်းပြလေးတွေကိုတန်မိုးထားပြီးကင်ဆောင်ခြင်းတဲ့သူတွေအတွက်အမိုက်စားဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ် My Handmade Thing Burma ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဗျာစိတ်ဝင်စားတဲ့သူတွေခုနထပ်ထပ်ပြောတော့သလိုပဲကိုယ်တိုင်ကိုယ်ကြလဲလာရောက်ပြီးဝယ်ယူအားပေးလို့ရသလို online ကနေဝယ်ယူအားပေးလို့ရပါတယ်နောက်ထပ်တစ်ဆိုင်ကိုသွားလိုက်ရကဲအဲ့ဒီကိုမိတ်ဆက်ပေးပြီးသွားပြီဆိုတော့ကျွန်တော်အခုနောက်ထပ်မိတ်ဆက်ပေးချင်တာကြတော့မြန်မာအမျိုးသမီးလေးတွေအတွက်မရှိမဖြစ်ဒါကျွန်တော်ခြီတယ်တွေထမိန်နေပြီးရင်ကျွန်တော်အမျိုးသားတွေအတွက်ဆိုလည်းပစိုးတွေရရှိနိုင်မဲ့ဆိုင်လေးပဲဖြစ်ပါတယ်အမရဲ့ဆိုင်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ဗျရိုးရချီတဲ့ဘုံနဲ့ပါရှင်ဟုတ်အမဒီဆိုင်မှာရောဘာတွေရလဲဒါလေးကန်ချိတ်လေးတွေရတယ်ပြီးတော့ရွှေတောင်ကြီးတဲ့ထွေတဲ့ကြီးတဲ့စီးလုံးကြီးလေးတွေရယ်ပစိုးလေးတွေရတယ်ပြီးတော့စက်ခန့်ရောလက်ခန့်ရောနှမျိုးလုံးရတယ်ရှင်ဩလက်ခတ်တွေရောစက်ခန့်လေးရောရဒါဆိုလက်ခန့် handmade ဒါလုံးလုံးလေးနဲ့ထိုးထားတာ handmade လေးနောက်လေးဆိုရတဲ့ဒါလေးရကန်လေးဒါအတွင်းကြီးกว่าတယ်ပေါ့နော်ဒါဈေးတန်းကကျတော့ဒီလေးရကန်ဆိုရတော့3000ကျော်ဒါလေးရကန်လားဒါလေးရကန်ဟိုကလေးကစက်ခန့်လေးက2500တော့သူကပို့ပြီးတော့ဟုတ်သူကဈေးသေးစားတယ်ပြီးတော့ချိတ်လိုင်းလည်းစိတ်လေးခန့်ထားတယ်အဲ့ဆိုအနည်းဆုံးဈေးနှုန်းကကြာဘယ်လောက်ကနေစ2500ကနေပြီးတော့3000 3သိန်းပန်းချလိုက်ပြီးရှိတယ်3သိန်းပတ်ချတယ်နော်လေပဲပွဲလေးကျိတ်တွေပေါ့ဟုတ်โอเคပါဗျာအစိုးအနေနဲ့ကြတော့အစိုးကတော့3000ကျော်ကနေပြီးတော့9000လေးရှိတယ်ရှင်ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဆိုင်နာမည်လေးကရိုးရဟန်ပါရှင်ဟုတ်ကဲ့ဒါကတော့ကျွန်တော်အခုရောက်နေတာတော့အမျိုးသမီးတွေအတွက်ပေါ့နော်ကြိုင်နေတတ်တဲ့လက်ရက်ချီချိတ်ကလေးတွေပြီးရင်တကယ်ပိုးတွေအထိပေါ့နော်ကျွန်တော်တို့တကယ်ကိုမြမရိုးရာချီတယ်ချိတ်တယ်လေးတွေဝယ်ယူအားပေးခြင်းတဲ့သူတွေအတွက်တကယ်ကိုစင်ပြေစေတဲ့နေရာလေးပဲဖြစ်ပါတယ်ဆိုင်နာမည်လေးကရိုးရာဟန်ဖြစ်ပါတယ်ဗျာချီတယ်ပိုးတယ်လေးစိတ်ဝင်စားတဲ့သူတွေလာရောက်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ကဲနောက်ထပ်တစ်ဆိုင်ကဲ print လေးတွေဒါကကြတော့ကျွန်တော်တို့အခုခေတ်မှာတကယ်ကိုကျွန်တော်မြန်မာပြည်မှာလည်းတကယ်ကိုခေတ်စားနေတဲ့ခြီတယ်လေးတွေပေါ်မှာတဘာဝအရွက်တွေအမနည်းနည်းတော့ရှင်းပြပေးပါလားအဲ့ဒါလေးနော်ဟုတ်ကဲ့ဟိုခြီတယ်လေးတွေပေါ်မှာလေတဘာဝရွက်လေးတွေကိုပေါင်းခံပြီးတော့မှထုတ်ထားတာပါရှင်ဟုတ်ကဲ့မြန်မာရာသီဥတုနဲ့လည်းအရန်ကိုက်ညီတယ်ဘာတွေရနိုင်လဲဟိုပဝါလေးတွေရော ready to wear တွေရောနောက်အေးခင်းတို့ပိတ်စအကုန်ပေါ့အစုံပဲနောက်ပြီးတော့ဟိုခြီတဲ့ base ဟိုသုံးရတဲ့ပဝါ look ကအစရတယ်ရှင်
အဲ့လိုမျိုးချိ အဲ့လိုလုပ်လို့ရ ကိုယ်စိတ်ကြိုက်လုပ်မယ်ဆိုရင်တင်တန်းလေးတစ်ချက်လောက်တက်ပြီးတော့မှလေပြန်ပြီးတော့ဟိုပါဒီတည်းဟုတ်ကဲ့တင်တန်းရှိပါတယ်ရှင်ညီမတို့ဟုတ်ကဲ့ညီမတို့တင်တန်းနေလည်းပေးပါတယ်ရှင်ဒီလိုမျိုးဘော်နီကယ်တွေကိုဝါသနာပါရဲဆိုရင်တင်တန်းပေးတဲ့ဟိုဘက်မှာလည်းဆီယမ်မလည်းရှိတယ်ညီမတို့ group တင်တန်းနေလည်းပေးပါတယ်ရှင်ဝါသနာပါရင်လာ join လေးရပါတယ် ဈေးနှုန်းအနေနဲ့ကြတော့ ဟုတ်ဈေးနှုန်းတွေကတော့စားစားပဲ3000ခွဲလည်းရှိတယ်ဟို4000 5000အစုံပဲပေါ့သူ့ရဲ့ဟိုပေါ့ချီအသားပေါ်မူတည်ပြီးတော့ကွဲသွားတာရှင်ဟုတ်ကဲ့ဟုတ် ready to wear လည်းရှိတယ်ရှင်လာကြွပေးပါရှင်လာပြီးတော့ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒါကတော့တကယ်ကို print လေးတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်အမျိုးအစားစုံလင်လာတဲ့ဒီမှာဆိုပေါ်ဝါတွေရောအိတ်တွေရောအမျိုးအစားစုံလင်လာအိတ်ရခင်းတွေအစားရရှိနိုင်မှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့သူတွေကတော့ကျွန်တော်ဒါ New York Tower ရဲ့အရှိအဒီဆိုင်ထဲမှာလာရောက်ပြီးတော့ကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဗျာ come on ဟာတားတော့လားမသိတာတွေကဟုတ်လားဒါတော့ကျွန်တော်တာရော့လေးတွေမေးလို့ရတယ်ကောင်တာလေးလည်းရှိတယ်ဒီဘက်မှာဆိုရင်လည်းအယုတ်ကလေးတွေ key chain လေးတွေပြီးရင် blind box လေးတွေလည်းတွေ့တယ်အဲ့မှာဆိုရင်တကယ်ကိုချစ်စရာပါဒါလေးကြွက်ကလေးလားမသိအော် squishy လေးတွေ okay ဒါတော့တတမီမီလေးလည်းကြိုက်မယ်ပြီးရင်ခလေးဘိုတွေလူကြီးဘိုတွေလည်းကြိုက်မယ်နေရာကောင်တာလေးတစ်ခုပဲဖြစ်ပါတယ်ပြီးရင်ဒါတော့မေးချင်လည်းမေးလို့ရတာအော်အရုပ်ဝင်လိုက်ရင်တဲ့ tarot free မေးလို့ရမယ်နေရာလေးပဲဖြစ်ပါတယ်ဗျာကဲစိတ်ဝင်စားတဲ့သူဒီနေရာမှာနော် free ရနိုင်မဲ့နေရာလေးတစ်ခုဖိတ်ခေါ်ချင်ပါတယ်အဲ့ဒါတော့ New York Tower အရှိတဲမှာရှိတဲ့နေရာလေးပဲဖြစ်ပါတယ်ဗျာနောက်ထပ်နေရာလေးတစ်ခုကျွန်တော်သွားလိုက်ရအောင်ဒါကတော့ Green Bamboo Light ဆိုရဲကျွန်တော် Living with Nature ပြည်တွင်းဖြစ်လက်မှုပစ္စည်းအမျိုးမျိုးတကယ်ကိုအမျိုးအစားစုံလင်စွာနဲ့ချိန်တဲ့ပစ္စည်းတွေရောပြီးရင်ဒါကြတော့ဝါတစ်သားတွေနဲ့လှုပ်ထားတဲ့ပစ္စည်းလေးတွေတကယ်ကိုချစ်စရာကောင်းတဲ့မြမရိုးရာလက်မှုစစ်စစ်လေးတွေကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါအမဈေးနှုန်းနေနေကြဘယ်လောက်ကနေစရှိလဲ4500အနည်းဆုံး4500နေစရှိရနော်ဘယ်လောက်အထိအများဆုံးရှိလဲ အများဆုံးဆိုတော့သိန်းရှိပြီးတော့ အေးပေါ့နော်3သိန်းကျော်လောက်အထိဒါပစ္စည်းကကြီးတယ်လို့မျိုးတမိုးကြီးတဲ့ပစ္စည်းလေးအထိရရှိမှာဖြစ်ပါတကယ်ကိုအိမ်သုံးဆောင်ပစ္စည်းစုံလင်ရတယ်ဗျာခုံတွေကအစပြီးအိမ်နောက်ဖေးသုံးတဲ့မီးဖို့ချောင်းသုံးပစ္စည်းလေးတွေပြီးရင်ဒီမှာကြည့်ဒီမှာဒါမျိုးဆိုရင်ဒါအုပ်ဆောင်လေးတွေဈေးနှုန်းလေးတွေကအစားရှိတယ်အနည်းဆုံး4500နေစပြီးဝယ်ယူအားပေးလို့ရပါတယ်ဗျာကဲနောက်ထပ်နေရာလေးတစ်ခုကတော့ခုန Eco Print မိတ်ဆက်ပေးခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းဒါပကြီကားချက်လေးတွေဒါကြောင့်ဘာပကြီလို့ခေါ်လဲ acrylic ပကြီကားလေးတွေမိုက်တယ်ဒါလေးတွေဒါတစ်ခုဘယ်လောက်ရှိလဲမတစ်ခုကို6000အတူတူပဲလားဈေးနှုန်းဒီဇိုင်းပဲ꿰သွားမယ်โอเคဗျာဒါလေးအောင်အော်ဒီကောင်ကအကြီးက3သိန်းခွဲဒီ site ကလေးတွေကြတော့6000โอเคဒီဘက်မှာတော့ခုန Eco Print ဆိုင်နဲ့အတူတူပဲသူ့ရဲ့နာမည်က Ayawari Village လားဟာလားโอเค Ayawari Village မှာလည်းလာပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်တကယ်လို့ဒီပေါ်မှာချီတဲ့ပေါ်မှာ print လေးလောက်တာဝါသနာပါတဲ့သူတို့လည်းတင်တန်းရှိရလို့ပြောပါတယ်အဲ့ဒါလည်း Ayawari Village ပဲလားဟမ်အော်တီရှယ်တင်တန်းလေးနဲ့နည်းနည်းလောက်မိတ်ဆက်ပေးပါလားဗျနော်အမတ်တရလေးပေါ့ဟိုစိတ်ဝင်စားတဲ့သူတွေလည်းရှိတယ်ဆိုတော့လေဒီကင်မရာလေးကြည့်ပြီးတော့တစ်ချက်လောက်မိတ်ဆက်ပေးပါဦးတင်တန်းနာမည်လေးနဲ့ဘယ်လိုမျိုးတက်ရောက်လို့ရလဲဆိုတာလေးပါပြောပြပေးပါလားဗျ အားလုံးပဲမင်္ဂလာပါရှင်တန်တော့ဝင်းကြီးများရုံမှာတော့ဆိုင်ရှိတယ်ဒီဝါလက်မှုနဲ့ bottom နဲ့ printing ဆိုင်အဲ့မှာတင်တယ်လည်းပေးတယ်တင်တန်းလေးပြီး ဟုတ်ကဲ့ဟုတ်တင်တယ်တက်ချင်လို့ရှင် ဝင်းကြီးများ ဝင်းကြီးများရုံမှာလာပြီးတော့စုံစမ်းလို့ online နဲ့ဆက်သွယ်ခြင်းလဲဆိုရင်ရော တွန်တေးလေး page ကနေစုံစမ်းလို့ဟုတ်တွန်တေးလေးမြန်မာလိုတွန်တေးလေးအင်္ဂလိပ်လိုလည်းတွန်တေးလေးရိုက်ရှာတယ်တွန်တေးလေး ဟုတ်ကဲ့ okay တွန်တေးသူမှာ အဲ့လိုမျိုးလေးကျေးဇူးတင်ပါတယ်မဟုတ်ကဲ့ပါစိတ်ဝင်စားတဲ့သူတွေခုနအမပြောတဲ့ page လေးမှာလည်းတွားရောက်ပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ကဲကျွန်တော်အခုကတော့ bike စားတဲ့သူတွေအတွက်ဒီညာဈေးကိုတွားရင်ထုံးစံတိုင်းကျွန်တော်တို့ဆိုင်တွေကိုလိုက်ပတ်ကြည့်ရဗျာပြီးရင် bike ကစားလာပြီဆိုရင်စားလို့ရမယ်အမိုက်စားနေရာလေးတခုကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်ဒီ New York Tower ရဲ့ဒီအောက်ညီတက်မှာပေါ့နော်ကျွန်တော်ဆိုင်ငန်းအနေနဲ့ဖွင့်လှစ်ထားတဲ့အခရာ Tea House ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေရမလဲဆိုအခရာ Tea House မှာခောက်ဆွဲကြော်ဆံမြားကြော်မာလာရှန်ကောဘိုက်စားရတဲ့တေချာနားထောင်တာနော်ကြာစံကြော်ထမင်းကြော်လည်းရတယ်ဗျာကဲအေးတောက်ဖို့အတွက်ဆိုရင်လည်းလက်ဖက်ရည်ဒီမှာဆို coffee ရမယ်စီလုံတီးရမယ်ဒီမှာဆိုလည်းအချိုမုံတွေနဲ့ပတ်သက်ပြီးတော့ဒီမှာဆိုရင်ကော်ပြန်စိမ်းတွေပြီးရင်စမူစာလည်းတွေ့တယ်ဗျာစိတ်သားပတ်တွေလည်းတွေ့တယ်တကယ်ဟိုဒါအစာပြေစားသုံးနိုင်မှုအတွက်အခရာ Tea House ကနေပြီးတော့လာရောက်ဖွင့်လှစ်ပေးထားဖြစ်ပါတယ်ဘိုက်စားရသူတွေအခရာ Tea House ကိုသာလာခဲ့လိုက်တော့
Okay ကိုမယ်အကက်ကိုဈေးဝယ်လာရင်းနဲ့ဘိုက်စာလို့ကျွန်တော်အခရာ tea house မှာစားပြီးသွားပြီဆိုရင်တော့အခုကျွန်တော်အခရာ tea house ရဲ့ဘေးနားကက်ရက်မှာပဲရှိတယ်ပကြီးပြကန်လေးတစ်ခုရှိတယ်ကျွန်တော်အတူတူကြည့်လိုက်ရအောင်နော်အခုကျွန်တော်ရောက်နေတဲ့နေရာလေးရဆိုရင်တော့ဒါအခရာ tea house ဘေးနားမှာရှိတယ်ဖွင့်လှစ်ထားတဲ့မြန်မာ Art Center ဆိုတဲ့ပကြီးပြကန်ပဲဖြစ်ပါတယ်ဒီပကြီးပြကန်မှာကျွန်တော်ပကြီးကားတွေကိုတကယ်ကိုဒါကျွန်တော်မိတ်ဆက်ပြသပေးထားပဲဖြစ်ပါတယ်အနီးကတပုံချင်းစီလည်းကြည့်ရှုအားပေးလို့ရပါတယ်ဗျာဈေးနှုန်းလေးတွေပါတခါတည်းရေးပေးထားတာဖြစ်ပါတယ်ကြိုင်နေတဲ့ပကြီးကားလေးတွေကိုလည်းလာရောက်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်တကယ်ကိုအိမ်ရဲ့ချက်တည်ဆောင်ကျွန်တော်တို့ဒါပကြီးကားလေးတွေကိုစူဆောင်းခြင်းတဲ့သူတွေအတွက်ဒီနေရာလေးမှာလာရောက်ပြီးတော့လေးလာကြည့်ရှုလို့ရပါတယ်ပကြီးကား site အကြီးတွေရော site အသေးလေးတွေရောအမျိုးအစားစုံလင်လာတဲ့လက်ရာစုံကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့မြန်မာ Art Center ဖြစ်ပါတယ်ဗျကဲပကြီးပြကန်းလေးလာပြီးသွားရင်နောက်မှာတော့ Modern Palace Tower မှာရှိတဲ့သူ့ရဲ့ရှောင်းလန်းတစ်လျှောက်မှာဖွင့်ထားတဲ့ဆိုင်ကန်းလေးတွေကိုကျွန်တော်တို့အတူသွားပြီးတော့ကြည့်လိုက်ရအောင်ကဲဒါကတော့နိဗ္ဗာန်ကုံဆိုင်ဖြစ်ပါတယ်ဖခင်တရားလုပ်တဲ့သူတွေအတွက်ကိုယ့်ရဲ့အိမ်အတွက်လိုအပ်တဲ့ပေါ့နော်ကျွန်တော်တို့ရဲ့အသုံးဆောင်ပစ္စည်းလေးတွေပြီးရင်ဖခင်ဆင်းတုတော်တွေလည်းတွေ့တယ်ဗျာပြီးရင်အိမ်မှာထွန်းတဲ့ဒါဖခင်စင်မှာထွန်းတဲ့အမွေးခဲလေးတွေကအစကျွန်တော်ပဒီးတွေရောပြီးစွန်းတင်တဲ့အခါအသုံးပြုတဲ့ဟာလေးတွေအစရှိသည်မျိုးပေါ့နော်တကယ်ကိုနိဗ္ဗာန်ကုံဆိုတဲ့အတိုင်းပဲအမျိုးအစားစုံလင်ထားတဲ့ပစ္စည်းလေးတွေကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်အိမ်အတွက်လိုအပ်တဲ့သူတွေရှိခဲ့ရင်လည်းဒီနေရာလေးမှာလာရောက်ပြီးတော့လေ့လာကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဗျာနောက်ထပ်ဆိုင်သွားမယ်ဆွဲချစ်နဲ့တွေ့ရင်တော့ဒီမှာအမီးစားလို့ရပြီဆွဲချစ်ချီရောက်ရင်တော့အဲ့မှာဆွဲချစ်ဆိုတဲ့အတိုင်းပဲပြားရည်ရှောက်ချုံမွေးနဲ့စားတောက်ကုန်လုပ်ငန်းဖြစ်ပါတယ်ဒီမှာဆိုရင်အမျိုးအစားစုံလင်လာတဲ့ကျွန်တော်တို့ဒါရှောက်ချုံမွေးလေးပေါ့နော်ရှောက်ချုံမြင်လေးတွေအစုံပဲဈေးနှုန်းအနေနဲ့ကတော့buying 10 get 1လေးရှိတယ်ဘယ်လောက်ကနေရှိလဲဈေးနှုန်းကတပူးကို2000 1800အစရှိစဉ်ဖြစ်ဈေးနှုန်းတက်တာနဲ့ဝယ်ယူအားပေးလို့ရပါတယ်ကဲဆက်ပြီးတော့နောက်ဆိုင်သွားလိုက်ရအောင်မင်္ဂလာပါအမဒါလေးကကျတော့အမတို့ဆိုင်နာမည်လေးက မတို့ဆိုင်ရာကျတငယ်ချင်းတယောက်ဖွင့်လာတာဆို ဟုတ်ပြီတငယ်ချင်းတယောက်ဖွင့်ထားတဲ့ဒါ eco print အထည်လေးတွေပေါ့နော်မြမချီတယ်လေးတွေပေါ်ဝါလေးတွေရောအမျိုးအစားစုံနေတာနဲ့အခုခေတ်ကကျဒါ eco print design တွေပဲတေချာလေးထုတ်ထားတဲ့လက်ရလေးတွေကိုမှစိတ်ဝင်စားတယ်၊ကွဲပြားတဲ့ဒီဇိုင်းလေးတွေကိုဝယ်ယူအားပေးခြင်းတယ်ဆိုရင်တော့ဒီနေရာလေးမှာလာရောက်ပြီးတော့လည်းကြည့်ရှုအားပေးလို့ရပါတယ်ဗျာ။ဒါမီနီလား The Village The Village House Okay ခုနကကျွန်တော်အခရာနဲ့မိတ်ဆက်ပြီးတော့အစပိုက်စားတဲ့သူတွေတုံးဆောင်ဖို့အတွက်အခုနောက်ထပ်အစာပြေတုံးဆောင်နိုင်မဲ့နေရာကတော့ The Village ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်အဲ့မှာဆိုရင်အကျော်စုံတွေအေးတွေလည်းရတယ်ဗျာပြီးရင်အတုပ်တွေလည်းတွေ့တယ်ဒီမှာဆိုရင်ဘရာကျော်စမူစာအဆရှိသည်ဖြစ်ပေါ့နော်ကျွန်တော်တို့ကျိုင်းနေတဲ့ရအစာပြေစားသုံးနိုင်မှုအတွက် The Village မှာလည်းလာရောက်ပြီးတော့တုံးဆောင်လို့ရပါတယ်ဗျာအားလုံးလှိုက်လန်းထွေးစွာနဲ့ကြိုဆိုပါရစေစကြင်တာလားကဲမြန်မာပထမဆုံး 24K ရွှေအစ်စ်ပါတယ်လက်ဖက်ရည်တောက်ချင်တယ်ဆိုရင်တော့ Aroma 2ကိုပဲလာခဲ့လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်မြန်မာရဲ့ပထမဆုံး 24K ရွှေအစ်စ်ပါတယ်လက်ဖက်ရည်ထုတ်တွေပဲဖြစ်ပါတယ်အဲ့မှာမှ तू ကရိုးရိုးအထုတ်လေရလို့စီးကြိုသွေးကြိုသမားတွေအတွက်လည်းတောက်လို့ရတယ်လက်ဖက်ရည်အထုတ်ဆိုပြီးတော့လည်းအမျိုးအစားနှမျိုးနဲ့ဝယ်ရရှိနိုင်မှာဖြစ်ပါတယ်ဗျာလက်ဆောင်ပေးဖို့အတွက်ဆိုလည်းတကယ်ကိုဒါတင့်တယ်လားပါတဲ့ packaging box တွေနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။ဒါရောက်ပြီးတော့လေးလာကြည့်ရှုအားပေးလို့ရပါတယ်ဗျာ။ဒါကတော့ဆွေမြင့်မို့ဆိုရဲကျွန်တော်ရွှေအစင်းကဲ့သို့သောစီးကြိုဆန်ခေါ်ပေါင်းဆန်ကိုပဲဒါအဓိကထုတ်လုပ်ပြီးတော့ရောင်းချပေးတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဒီမှာဆိုရင်လည်း symbol လေးပြထားဒါလေးကဘာဆန်လဲ။ဒါဆန်လုံးညိုဒါချက်ထားတာ။အော် तू ကမချက်ခင်တဲ့ချက်ပြီးဟာလေးတွေကိုလည်းရှင်ပြီးပြထားတယ်။ဒါဆန်လုံးညိုကြောင့်နော်အခုနောက်ပိုင်းကျမ်းမာရေးလိုက်စားတဲ့သူလည်းစားကြတဲ့ဆန်ဖြစ်ပါတယ်။ပြီးဒီဘက်ကကျတော့ဒါစီးကြိုဆန်ပေါင်းဆန်လို့ခေါ်ပါတယ်။
သူလည်းမချက်ခင်တဲ့ချက်ပြီးပုံလေးကိုကျွန်တော်တို့ဒါတခါတည်းမိတ်ဆက်ပြထားပေးတာဖြစ်ပါတယ်တေချာလေးကိုချမ်းမရေးအတွက် view site လေးနဲ့ပေါ့နော်ခဲလုပ်ချင်တဲ့သူတွေအတွက်ကတော့ဆန်ရွေးချယ်မှုမှာလည်းတကယ်ကိုအရေးကြီးပါတယ်ကျွန်တော်တို့ဆွေမြင့်မို့ဆန်ရောင်းဝယ်ရေးမှာလည်းလာရောက်ပြီးတော့လေ့လာကြည့်ရှုလို့ရပါတယ်ဗျကဲနီဆိုင်ရောက်လာပြီဒါကတော့အတုပ်တွေစားကျင်တဲ့သူတွေအတွက်နန်းကြီးတုပ်နန်းများတုပ်အစရှိသည်ဖြင့်ကျွန်တော်တို့စက်သားတုပ်ပါရတယ်ဗျာနီရဲ့ဒါအထူး order လက်ခံတဲ့ကောင်တာလေးပေါက်စီလဲရတယ်ခုနလာပေါက်စီအသားပေါင်းတစ်ချက်ရှိုးလိုက်ပါအောင်ကဲပေါက်စီကြိုက်တဲ့သူတွေကကျွန်တော်တို့ဒီနီရဲ့အယောင်းဆိုင်လေးကိုအရောက်လှမ်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပြစီဗျာကဲဂျေဟမ်မိတ်ကျွန်တော်ရဲ့ပကာရှင်မမဂျင်းနီဖွင့်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်မမမင်္ဂလာပါမင်္ဂလာပါရှင်ကဲထပ်ပြီးတော့နှုတ်ဆက်ပေးပါဦး မင်္ဂလာပါဂျေဟမ်မိတ်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါကြိုးစိုးပါတယ် ဟုတ်ကဲ့ကဲဂျေဟမ်မိတ်ဒီနေ့ဗာများမိတ်ဆက်ပေးခြင်းလဲ စမ်းလေးလှုပ်လာခဲ့တာပေါ့ဩဒါဒီဇိုင်းအသစ်ဒီနေ့မှမိတ်ဆက်ပေးတာโอเคဘယ်လိုထူးခြားမှုရှိလဲဒါလေးအော်ဒါလေးကတော့ခိုင်းကအရန်သေးကြီးတယ်ရှင်အဲဒါကြောင့်မလို့လက်နဲ့လူတွေနောက်တန်ချောင်းလေးတွေနဲ့တောက်အောင်လှုပ်ထားတဲ့အတွက်အရန်ကိုခိုင်းပါတယ် ပြီးလဲနော်ဒီဇိုင်းလေးကလည်းတော်တော်ဆွဲဆောင်မှုဖြစ်တယ်နော်ဒီလက်ကင်ကိုင်းလေးနဲ့တော်တော်ကြီးရောနော်အထာကြလေးနဲ့စမတ်လဲကြမယ်ပြီးဟိုဟာ classic တစ်ခုဖြစ်တယ်နော်ပုံစံလေးကတော်တော်မိုက်ပါတယ်ဒါတော့မဂျင်းနီဒါအရင်အသစ်မိတ်ဆက်ပေးလိုက်တဲ့ product လေးတခြား product တွေလည်းရှိပါတယ်ဗျာတေချာလေးကြည့်ကြည့်ပါ အစ်ပါဒါလေးတွေအစ်ပါ တကယ်ကို site စုံเนาะ design စုံလေးတွေရရှိမှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ J handmade လေးကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီအယောင်ကောင်တာလေးမှာလာရောက်ပြီးတော့လဲလေးလာလို့ရပါတယ် online ကနေလဲဝယ်ယူအားပေးလို့ရတယ်ဟုတ်တယ်နော် တော်ကနေစပြီးတော့ 1000ကျော်ကနေစပြီးတော့ 6000 6000ပတ်ဝန်းကျင်အထိပေါ့နော်ကျွန်တော် site မျိုးစား design မျိုးစားပေါ်မူတည်ပြီးတော့လဲဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် J handmade လို့ခေါ်ပါတယ်ဗျ Thank you ကဲမမမင်္ဂလာပါဆိုင်နာမည်လေး မတ်ဇူဖူဟောက်ပါမတ်ဇူ မတ်ဇူရဲ့ full house ဖြစ်ပါတယ်ဒီမှာဆိုရင် ဒီစီးကြိုက်ပေါ့ ကဲ ကြိုက်ကတော့တိုင်းရင်းသားစားပါ အော်တိုင်းရင်းသားအစားအစာလေးတွေဒီမှာထမင်းတုပ်လေးငါးထမင်းနယ်လိုမျိုးလေးတွေတွေ့တယ်ပြီးဒီမှာကျွန်တော်ကြိုက်တဲ့ဒါကြက်ဥလက်ဖက်လေးတွေဟုတ်ပြီဗျာကြက်ဥချောင်းတွေ spicy noodle လေးလည်းရမယ်ခလေးကြိုက်လူကြီးကြိုက်အစုံရမှာပြီးရင်ဒါလေးကကြတော့အေးလေးတွေနော်တကယ်ကိုတဘာဝလေးဒါတော့အမျိုးသမီးစံတန်းတွေလာရောက်ပြီးတော့ဖွင့်ထားတယ်ကျွန်တော်ရဲ့လက်မှုပစ္စည်းလေးတွေဖြစ်ပါတယ်ဒီမှာဆိုလဲချင်းလှလှလေးတွေရောအော်ဒီမှာဆိုရင် main ကလေးတွေတက်တဲ့ clip လေးတွေဘိုးလေးတွေဆွဲကြိုးလေးတွေတကယ်ကိုဒါအနုစိတ်တဲ့လက်ရာလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ဆိုလဲနော် လေးကြီးပေါ့နော် 3000နော်ဟုတ်လား ဟုတ်တယ်ဒါလေးကပလဲက3000 အော်ပလဲအိတ်လေးဆိုရင်လဲဒါ3000 2000အစရှိသည်ဖြင့်ဒါလေးဆို1000တကယ်အမျိုးစားစုံလင်စွာနဲ့ဒါတက်တာနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီကောင်တာလေးမှာလဲလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကဲခစ်တော်ဝင်ကိုနောက်တစ်ချိန်ပြန်လဲပြီးတော့ရောက်ရှိလာပါပြီပိုးတွေချီတယ်လက်ရက်ကန်းတယ်လေးတွေတော့ကွန်ပျူတာစက်ထိုးပန်းတယ်လေးတွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေရာလေးခစ်တော်ဝင်ရဲ့အမျိုးစားစုံလင်လာတဲ့အမျိုးသမီးဒါချီတယ်ချိတ်တယ်လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့က ဒီနှုန်းအနေနဲ့က2800ကနေမှစပြီးတော့4000ဝန်းကျင်ထိရှိပါတယ် အော်ဈေးနှုန်းအနေနဲ့ကကြတော့တဲ့2800ကနေ4000ဝန်းကျင်ထိဒါအမျိုးအစားပေါ်မူတည်ပြီးတော့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခစ်တော်ဝင်ရဲ့ပိုးတယ်ချီတယ်လက်ရလေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ဒီနေရာလေးကိုရောက်လှမ်းခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကဲစပင်းညက်မယ်ဒီနေရာလေးကတော့မြန်မာစံသားလို့နာမည်ပေးထားပါတယ်စပင်းညက်တဲ့ခုံ2ခုံရှိပါတယ်စပင်းညက်ဆရာရှိလားရှိပါတယ်တခါလဲစပင်ညက်သွားလို့ရမှာဖြစ်ပါတယ်ဗျာဒါတွေမကသေးဘူးเนาะဒီဘက်မှာမြန်မာစပါကိုအရင်စိတ်ဝင်စားပါတယ်ဒီမှာပစ္စည်းတွေအစုံလင်နဲ့သူတို့ဒါတကယ်ကိုထိုင်လို့ရတဲ့နေရာပဲလို့ဒါဒီမှာဒီနေ့အတွက်ဗာရနိုင်မလဲလုံးမယ်ဆိုရင် ဒီနေ့ဖူမှာဆိုပဲရတယ် အော်ဒီနေ့အတွက်ကတဲ့ဖူမဆက်လုံးလို့ရမှာဖြစ်ပါတယ်အညောင်းရပြေဖို့အတွက်ဖူမဆက်လုံးချင်တဲ့သူတွေကျွန်တော်တို့ဒီမှာမြန်မာစံတက်နဲ့မြန်မာစပါဆိုတဲ့နေရာလေးမှာလာပြီးတော့ဖူမဆက်လေးလုံးလို့ရပါတယ်ဈေးနှုန်းအနေနဲ့ကြတော့တနာရီကို3000ခွဲတယ်ကျွန်တော်ဆက်စုပေးလိုက်ပြီเนาะညောင်းညာနဲ့တွေလာပြီးတော့ဖုမဆက်လုပ်လို့ရတယ်เนาะတနာရီကို3000ခွဲနဲ့ရရှိမှာဖြစ်ပါတယ်ကဲနောက်ထပ်နေရာလေးတစ်ခုဟမ်
Okay နောက်ထပ်နေရာလေးတစ်ခုကတော့ကျွန်တော်ရဲ့ဒါအိမ်အသုံးဆောင်ပစ္စည်း Living Square ဒါကတော့ MSC ကိုရဲ့မိသားစုဝင် brand ခုဖြစ်ပါတယ်အိမ်အတွက်လိုအပ်တဲ့ furniture တွေပြီးရင်အိမ်အတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေကိုတနေရာထဲမှာစုံစုံလင်လင်နဲ့ရရှိနိုင်ဖို့ကျွန်တော် Living Square ကနေပြီးတော့လေတကယ်ကိုဒါ sofa တွေပြီးရင်အိမ်ရခင်းတွေအစရှိသဖြင့်ရေဘူးရေး stable electron မွေရအိယာခင်းပြီးဂဒင်အစရှိသဖြင့်ကျွန်တော်ဒီမှာဆိုရင်လဲ showroom တီးတဲ့အနေနဲ့ထားရှိပေးထားတာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်လာရောက်ပြီးတော့ဝယ်ယူအားပေးကြမဲ့သူတွေအတွက်ကိုလည်းဒါ Living Square ထုံးစံအတိုင်းပဲဒီ2ရက်တာကာလအတွင်းမှာအထူး special promotion တွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်အားလုံးပဲပျော်ရွှင်စွာနဲ့ဝယ်ယူအားပေးနိုင်ဖို့အတွက်ကျွန်တော်အခု Living Square area လေးကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကဲကျွန်တော်အခုရောက်နေတဲ့နေရာလေးကတော့ Hope at Home ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်အိမ်ချက်အရသာစစ်နှလုံးသားအသစ်နဲ့တဲ့မြန်မာဟင်းပြအနှစ်တွေကိုကျွန်တော်ဒီမှာဆိုရင်စားသုံးကျင်တဲ့သူတွေအတွက်တကယ်ကိုအဆင်ပြေ decoration လှလှလေးနဲ့မြန်မာထမင်းဆိုင်လေးတစ်ဆိုင်ကိုရောက်ရှိနေတာဖြစ်ပါတယ်စိတ်ဝင်စားတဲ့သူတွေဒီနေရာမှာလာပြီးတော့စားသုံးလို့ရပါတယ်ဗျဒီဘက်မှာတော့အားရှိရလားနော်ကျွန်တော်အားရှိဖို့အတွက်ဒါဟုတ်ကဲ့ငှက်တိုက်ဖြစ်ပါတယ်ဒါငှက်တိုက်ကိုကျွန်တော် packaging လှလှလေးနဲ့ထုတ်ပိုးထားတာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ငှက်တိုက်လေးဖြစ်ပါတယ်ကဲသူ့ရဲ့ဘေးနားမှာရှိတဲ့ showroom လေးကိုကျွန်တော်သွားပြီးတော့ကြည့်လိုက်ရအခုကျွန်တော်ရောက်တဲ့နေရာလေးကကြတော့ Modern Paris ဆိုတဲ့ tower ကြီးပဲဖြစ်ပါတယ်ဒီ tower မှာဆက်ဆက်ဝင်ချင်းကျွန်တော်ဒါအိမ်မိုင် Soho ရဲ့ Sale Gallery ရှေ့မှာ register လေးလုပ်ခဲ့ရပါမယ်အဲ့ဒီ register လေးလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်အခုရောက်နေတဲ့ Modern Paris Tower အရှိအခုကျွန်တော်ရက်နေနေရာလေးမှာလာပြီးတော့ docket တွေကိုထုတ်ပေးရမှာဖြစ်ပါတယ်ဗျာကျွန်တော်ပြန်ပြီးတော့အဲ့တဲ့တော်တွေအတွက် docket လေးတွေစီစဉ်ပေးထားတဲ့နေရာလေးပဲဖြစ်ပါတယ်ကဲသူ့ရဲ့အနောက်မှာရှိတာကတော့ကျွန်တော်ရဲ့ဒါတကယ်အားလုံးနဲ့ယဉ်နီးပြီးသားကန်နီဘို showroom တည်တဲ့ဖြစ်ပါတယ် Everseco ရဲ့ဒါထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ကန်နီဘိုပါဝင်တခြားသောဒါ brand တွေဖြစ်တဲ့ကန်နီဘိုပြီးရင်Free Plus အစရှိသည်ဖြစ်ပေါ့နော်ကျွန်တော် Crochet Live Cosmetic အစရှိသည်ဖြစ်ကျွန်တော်ဒီနေ့မှာဆိုရင်အထူးသော special promotion တွေနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်ဗျာ counter အသီးသီးမှာကျွန်တော်ဒီ night market ကြီးမှာတကယ်ကို special promotion တွေနဲ့ရောင်းချပေးနေတာ Carnival counter ကြီးပဲဖြစ်ပါတယ်လာရောက်ပြီးတော့ကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဗျာလုံးဝရင်ခုန်စရာကောင်းတဲ့အထူး special promotion တွေနဲ့ရရှိမှာဖြစ်ပါတယ်။ Carnival ရဲ့တကယ်ကိုနာမည်ကြီးတဲ့ skin care ပစ္စည်းတွေပြီးရင် cosmetic ပစ္စည်းတွေအစရှိသဖြင့်ကျွန်တော်တို့ဒါအမျိုးအစားစုံလင်စွာနဲ့တနေရာထဲမှာဒါဒီကနေ့2ရက်ထဲတော့ရရှိမဲ့ special promotion နဲ့ဝယ်ယူအားပေးခြင်းတယ်ဆိုရင်တော့အခုကျွန်တော်ရောက်တဲ့နေရာလေးကိုလာရောက်ပြီးဝယ်ယူအားပေးလို့ရပါတယ်။ကဲမြန်မာအစားအစာလေးတွေကိုမှစားကျင်တယ်ကျွန်တော်မဟင်းကားကိုမှကြိုက်နေတတ်တဲ့သူတွေအတွက်တကယ်ကိုနာမည်ကြီးလူကြိုက်များတဲ့မဟင်းကားတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါကျွန်တော်ဒီမှာဆိုရင်အယောင်ကောင်တာကြီးအနေနဲ့ကျွန်တော်ထားရှိပေးထားပါတယ်တကယ်ကိုအေးဆေးဆေးနဲ့လာရောက်ပြီးတော့သုံးဆောင်ကျင်တဲ့သူတွေအတွက်တကယ်ကိုအမျိုးအစားစုံလင်လာတဲ့ဒီမှာဆိုရင်မြာတောင်းညိုရဲ့နာမည်ကြီးမုံဟင်းကားအပါဝင်ထပ်ပြီးရနိုင်တာလေးရှိသေးတယ်ရွှေတောင်ခေါက်ဆွဲတွေပြီးထမင်းတုပ်အကျော်စုံနမ်းပြားတုပ်နန်းကြီးတုပ်အစရှိသဖြင့်ဒါမြာတောင်းညိုရဲ့ဒါလက်ရနဲ့အတူရရှိမှာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့ဒါအကြီးတောင်းနိုင်ငံကျော်အကြီးတောင်းရဲ့လက်ဖက်နဲ့အကျော်စုံဖြစ်ပါတယ်အထက်ကိုနည်းနည်းလေးဝင်ကြည့်လိုက်ရအောင်ဒါတော့အကြီးတောင်းကနေထုတ်ထားတယ်သူ့ရဲ့ဒါနိုင်ငံကျော်လက်ဖက်နဲ့အကျော်စုံရေရောပြီးရင်ဒီဘက်မှာဆိုရင်လည်းpackaging လှလှလေးနဲ့ထုတ်ထားတဲ့လက်ဖက်နဲ့အကျော်ဆုံးအထုပ်ကလေးတွေပဲဖြစ်ပါတယ်ဗျကြက်ကြော်ပါရသေးတယ်ဒီမှာဒီဘက်ကတော့တကယ်ကိုနာမည်ကြီးမြာတောင်းညုံမိုးဟင်းကားကောင်တာပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့အားပေးချင်ကြတဲ့သူတွေကျွန်တော်ဒီ Modern Palace Tower ရဲ့အယောင်ပြကန်အရှိနာလေးမှာလာရောက်ပြီးတော့သုံးဆောင်လို့ရပါတယ်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ပါ Modern Palace ရဲ့ Modern Palace ဆိုရဲ့ Modern Palace Okay အခုကျွန်တော်ရောက်နေနေရတော့ Modern Palace ရဲ့ Soho ပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဒါကျွန်တော်ဒီ Modern Palace ကိုဝယ်ယူအားပေးကြမယ်စိတ်ဝင်စားကြတဲ့ဧည့်သည်တော်တွေရှိခဲ့မယ်ဆိုရင်လည်းဒီမှာကျွန်တော်ပုံစံလေးနေပေါ့နော်တေချာလေးရှင်းပြဖို့အတွက်ဒါ showroom gallery လေးလို့လည်းပြောလို့ရပါတယ်ဒါတော့ကျွန်တော် Modern Palace ရဲ့ logo လေးပဲဖြစ်ပါတယ်ဗျ
Modern Palace Tower ရဲ့အရှိနာလေးမှာဖြစ်ပါတယ်အခုကျွန်တော်တို့ချင်းမပြုလုပ်ပေးခဲ့တဲ့ Modern Palace Night Market မှာရရှိနိုင်မဲ့ဒါဆိုင်ငန်းအသီးသီးကကျွန်တော်တို့ရဲ့ဒါအယောင်ပြခိုင်းတဲ့ကျွန်တော်တဆိုင်ချင်းစီကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်စိတ်ပါဝင်စားတဲ့ကျွန်တော်ရဲ့ဧည့်သည်တွေအားလုံးလွတ်လပ်ပျော်ရွှင်စွာနဲ့ဆိုင်ငန်းအသီးသီးမှာတွားရောက်ပြီးတော့လေးလာကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဒီကနေ့ပျော်ရွှင်စွာနဲ့လာရောက်ကြည့်ရှုအားပေးကြတဲ့ဧည့်သည်တော်များကိုဖျော်ဖြေတင်ဆက်မှုစီစဉ်လည်းမကြခင်မိနစ်နဲ့ငယ်အတွင်းမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ရဲ့အထူးဖိတ်ခေါ်ပေးထားတဲ့ဒေသန်ရှင်တို့ကတော့ဒေသန်ရှင်စုလိုက်နဲ့ဒေသန်ရှင်တရုတ်ဆောင်ဝေလာရီတို့ကနေပြီးတော့ဒေသချင်းတွေနဲ့ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ performance area လေးမှာအတူတူပျော်ရွှင်စွာနဲ့ဆုံကြမယ် bye